ကျွန်တော်ကိုယောဂအကြောင်းလာမေးတဲ့သူတော်တော်များများဟာလေစေးတိတ်ချာမကူပြကြဘူးစေကူသားစိတ်တွေများလို့မတက်နိုင်လို့အကြောင်းမျိုးမျိုးကြောင့်ပေါ့ဗျာဒါပေမဲ့ပတ်စံအများကြီးမရှိလေယောဂတက်တာအောင်လုပ်လို့ရပါတယ်ဗျအဲ့ဒါဘာလဲဆိုတော့ကျွန်တော် lifestyle အနေထိုင်စားသောက်ကိုထိမ့်သိမ်းဆင်ကျင်တာပါဒီမှာတစ်ခုသတိထားရမှာကဒီအနေထိုင်စားသောက်ကိုဆင်ကျင်တာကစေကူသားမှုကိုအစားထိုးဖို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့ကိုကပတ်စံအများကြီးမတက်နိုင်ဘူးဆိုရင်ဘယ်လိုလုပ်တင်လဲကျွန်တော်တို့ကလည်းကျွန်တော်ရေရှည်ကူရတာဆိုတော့ကျွန်တော်လည်းပတ်စံအများကြီးမတက်နိုင်ခဲ့ဘူးကျွန်တော်လည်းဘယ်လိုလုပ်ခဲ့လဲဆိုတာဆက်ပြောပြပေးပါမယ်ဗျအရင်ဆုံးအရေးကြီးတာကတော့ကိုဘာယောဂဖြစ်နေလဲဆိုတာတိတိကျကျသိရဖို့အရေးကြီးပါတယ်ကိုဘာယောဂဖြစ်နေလဲမှမသိရင်တော့ဗျာတတ်အောင်လုပ်ဖို့ကမလွယ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်ကိုချင်းစားပါတယ်ဗျကျွန်တော်တို့အဆိုင်ယူလမ်းကြောင်းယောဂတွေကလည်းမာယာများတယ်လေဟိုယောဂလိုလိုဒီယောဂလိုလိုဖြစ်နေတတ်တယ်အခုဆိုအော်တိုအင်မြူယောဂတွေကလည်းအများကြီးဒါပေမဲ့ကျွန်တော်တို့ယောဂအရင်သိအောင်တော့ကြိုးစားပြီးအရင်ရှာဖွေရမယ်ဒီနေရာမှာကျွန်တော်အထူးကုဆေးရုံကြီးတွေကိုမတက်နိုင်ဘူးဆိုရင်တော့ကိုမြို့နယ်ဆေးရုံအစိုးရဆေးရုံမှာကိုကအဆိုင်ယူလမ်းကြောင်းယောဂဖြစ်တဲ့ဆိုရင်အဆိုင်ယူလမ်းကြောင်းဆရာဝန်နဲ့အရင်ဆုံးပြပြီးဘာယောဂဖြစ်လဲဆိုတာကိုတော့တိတိကျကျသိရဖို့အရင်ဆုံးကြိုးစားရပါမယ်ဗျဟုတ်ပြီကိုဘာယောဂဖြစ်ပြီလဲဆိုတာသိပြီဆိုရင်ကျွန်တော်တို့အင်တာနက်သုံးနေရပဲဗျာအွန်လိုင်းကနေကိုယောဂနဲ့ပတ်သက်တာကိုရှာကြည့်မယ်ရှာလို့ရှိရင်ကျွန်တော်ဆောင်ရန်ရှောင်းရန်တွေအများကြီးတွေ့ရမယ်ဒါပေမဲ့ကျွန်တော်အွန်လိုင်းကတွေ့တာဒီအကုန်လုံးကိုမယုံပါနဲ့ဗျကျွန်တော်ပြောတော့လေအကုန်မယုံနဲ့ကိုခန္ဓာကိုယ်ရဲ့အတန်ကိုနားထောင်ပြီးတော့မှလို့ဘာလို့လဲဆိုတော့ကျွန်တော်တို့ယောဂတွေကလည်းအများကြီးယောဂချင်းတူရင်တော့ကျွန်တော်တို့ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းမတူတဲ့အတွက်တယောက်ဆင်ပြေတာနောက်တယောက်စီမှာအဆင်ပြေခြင်းမှပြေမှာဒီတော့ကျွန်တော်တို့ online ကရှာဖွေတွေ့ရှိတာတွေကိုစောင့်ရန်ရှောင်ရန်တွေကိုဘေးထွက်ဆိုးကျိုးမရှိတာလေးတွေကိုလုပ်ကြည့်ကိုခန္ဓာကိုယ်နဲ့အဆင်ပြေတာလေးတွေကိုဆက်ပြီးလုပ်သွားပေါ့နော်ဒီလိုမျိုး lifestyle အနေထိုင်အစားအသောက်ပြုပြင်မှုအလေးကျင့်ကောင်းလေးတွေကိုဆက်ပြီးလုပ်သွားမယ်ဆိုရင်ကျွန်တော်ဒီတစ်ဖက်ကလည်းအစိုးရဆေးရုံကပေးတဲ့ဆေးလေးတွေတောက်နေမယ်ဒီအနေထိုင်စားသောက်ကိုလည်းပြင်ဆင်လိုက်မယ်ဆိုရင်ယောဂတွေကပိုပြီးမြန်မြန်တက်တာလာမှာပါဗျာဒါပေမဲ့ချက်ချင်းတော့မရပါဘူးဗျအချိန်တော့ပေးရတယ်ကျွန်တော်တို့ယောဂတွေဆိုတာလည်းချက်ချင်းဖြစ်လာတာမဟုတ်ဘူးလေဒီလိုကျွန်တော်တို့ကဆိုလည်းအနည်းဆုံး6လလောက်မှစပြီးဒီကျန်းမာရေးအကျိုးကျေးဇူးတွေသိရတာပေါ့နော်ဒီကျွန်တော်လည်းဒီလိုပဲတက်တာခဲ့ပါတယ်ကျွန်တော်တော့တက်တာနိုင်ရင်မရှိလို့လေတက်တာလာနိုင်ပါတယ်ဗျဘာတွေလုပ်ရမလဲ lifestyle အနေနဲ့စားတော့နဲ့ပတ်သက်ပြီးဘာတွေပြင်ရမလဲဆိုတော့ကျွန်တော်လည်းရှိမှဗီဒီယိုတွေအများကြီးတင်ထားခဲ့တယ်မရှိလို့လေကိုယောဂနဲ့ပတ်သက်တာလေးကိုဆက်ပြီးရှာဖွေကြည့်မယ်ကြည့်ပြီးတော့လုပ်ကြည့်မယ်ဆိုရင်ကျန်းမာရေးကျေးဇူးတွေရလာမှာပါကျွန်တော်လည်းဒီ lifestyle coaching ပေါ့နော်ဒီနေထိုင်အစားအသောက်ကိုတယောက်ချင်းအတွက်ကိုလမ်းညွှန်ပေးနိုင်မှုကျွန်တော်စူးစမ်းပြီးစီစဉ်နေပါတယ်ရတာနဲ့ကျွန်တော်တေချာလေးလုပ်ပေးပါမယ်တခုသိချင်တာရှိရင်လည်းကျွန်တော် chat box ကနေလာမေးလို့ရပါတယ်ကျွန်တော်သိသလောက်လေးအားလုံးပြောပြပေးပါမယ်ဗျာအားလုံးကြံပါကြပါစေ